ကိုပြတ်နိုင်ပွဲနဲ့အတူ final ကိုတက်ရောက်ဖို့နီးစပ်နေတဲ့ Manchester United စပိန်မှာကိုပြတ်နိုင်ပွဲနဲ့အတူ final ကိုတက်ဖို့ခြေကလမ်းကိုရောက်ရှိနေပြီဖြစ်တဲ့ Manchester United ရဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဗျာ။နောက်နေ့ဘောလုံးရာသီမှာဥရောပဝင်ခွင့်တနေရာအတွက်မျှော်လင့်ချက်ဖြစ်တဲ့ Europa League ပိုဆွဲဖို့အတွက်ကြိုးစားရမယ်။ Manchester United အသင်းဟာစပိန်ကလပ် Bilbao ကလပ်အသင်းနဲ့ semi final မှာပါကြော့ဖြစ်ရှိမြဲခဲ့ပါတယ်။ဒီနေ့ပွဲအတွက်လူကြီးတွေကိုတော့ကိုသမားအိုနာနာမကွာယာယူရိုဒီလော့ကာစမီရိုဥကာတေဒူကူမာဇာအိုရီဖာနန်ဒက်ဂါနာဂျိုဟွာလိုင်းတို့နဲ့ပေါ်ထွက်လာခဲ့ပါတယ်။ဒီဘောအသင်းကတော့လက်ရှိလာလီဂါမှာခန်းဆက်အကောင်းဆုံးအသင်းနေတဲ့တသင်းဖြစ်တာကြောင့်မန်ယူတို့အခက်တွေ့မယ်လို့ထင်နေကြပါတယ်။ပွဲစားချင်းမိနစ်30ရောက်မှာမကွာယာရဲ့ဖက်တယ်မှုကိုဥကာတေကခေါင်းတိုက်ပြီးတော့ပြန်ရှင်းထွက်လာမှုကတစ်ဆက်ကာစမီရိုကတင်းယူခဲ့ပါတယ်။ပွဲစားချင်း35မိနစ်မှာတော့ဘီဘာကိုကစားသမားဘန်အနေနဲ့ကကြော့ပွဲကစားချိန်35မိနစ်မှာဘီဘာကိုကစားသမားဘန်အနေနဲ့ဝိုင်လန်ကိုပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့်အနီးကပ်ထိခဲ့ပါတယ်။ပန်နတီကိုတော့ဘရူနိုကသွင်းယူခဲ့ပါတယ်။ပွဲကစားချိန်45မိနစ်အရောက်မှာဥကာတီရဲ့ပေးပို့မှုကတစ်ဆင့်ဘရူနိုကသွင်းယူနိုင်ခဲ့ပါတယ်။ပထမပိုင်းမှာ3-0နဲ့ဥဆောင်နိုင်ခဲ့ပြီးတော့ဒုတိယပိုင်းမှာတော့အနိုင်ရလက်ကိုဆက်လက်သိမ်းထားပြီးတော့ပွဲကစားချိန်မှာတော့3-9မရှိနဲ့အဝေးခွင့်မှာအနိုင်ရရှိခဲ့ပါတယ်။ဒီပွဲအနိုင်ကြောင့်ဒုတိယအကျော်မှာဖီကအနေငယ်တော့ကျင်းသွားခဲ့ပါပြီ။မန်ယူနေတဲ့နောက်နှစ်ဘောလုံးရာသီအတွက်ဥရောပဝင်ခွင့်တနေရာကိုရရှိသွားမလားဆိုတာတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ။